嘿，毛毛，你叫我这边谁多要你的数？好没？好老么的呢？你也过去噻？这你也给我教所以，等你给我杀价你的，你杀里把你的价吧哦，教你没数的，那三么价钱能漏你的？A B C 啊，没呀嘞，大价吧的呀。没呀，大高木对标你的，大人家这地皮嘛，大木话讲啥嘛，大种啥子开呢，大爷，哎妈没耶，大嘞不是想你呀，不要的嘛，大谁养路下来的哈的，没有来。你们话这种俺们对耶，不毛毛耶，俺这里是你姑呗，阿姑啊嘛，嘿，叫耶，啥酒啥啥酒啥，没，大哪个了没？嘿，大毛毛，大路里阿路要来啦，没有。阿爸我没呀，苦啊，没到木头，打拉个了的，哪拉家路线没，打代替来个，打后嘛因为比没耶，嘿，好啦，一个我打超班的路不，打一脚呢，拉上来说，没路啥物奶奶没打耶，阿爸的没呀，干呢，阿哥把路爱动，要哪去喏，爸妈路阿爸俺你呀，了，代替要干哟，这几米喏，我打的俺你。OK 哥，刚才里面大看那你这边嘛，谁在你啊？大没事，什么别有没？大哭个搞比边没喏？好大不？大里起码身边嘛里老的啊，人家咯，没哩黑心的喏，啊大地下路的。阿哥，这哭路大是碰上来喏，没咱呢大边没喏没？一个你嘞，几在边喏你嘞？一个，几在多少喏？我打哩哟，这嘛强大比利亚的更加把的贵。嘿，这弄边嘛没错吧啦？哦嘛，我来边你的，没关系嘛啦。前面没事边的，我来边，我前边。嘛，跑路到，咻，嘟。没错，你看俺别干我这边扒漏的了。扒漏啊，叫弄嘞，路上带上来的。那肯定要扒漏，路白里扒里面有来的。sorry喏，对。哎呦，你这啥啦呗？嘿，这边个带上来，我不个围上来的。俺这啥不是那里带过喏嘛？嘿，咖喱看那拉边嘛的。对，比面嘛，百姓秀他的，两个地方比较俺怕脚上，没嘛别输了嘛。要不嘛？啊，要不啦，什么呢？好嘛，不是一件给嘛。嘛家伙诶，俺来比来包没。好家他妈我不是一件给蛮低呀，但是变来没被喂，变到打我偏嘛。谁别下都变出来嘛吧？俺上没比来没？俺咱们分个这帮一场嘛，比如一场嘛。爸嘛，爸你没得不？没个比西的爸的，俺这谁是打不？一场来没？嘿，我不是一件给他，把你变来没变喽？哎呀，叫这种上比你的，你妈变为没路哩？妈不是哩？别，也就比西的把的谁叫没？嘿，我碰到不是一个，没事，爸妈让我碰到不是一个。阿妈，你下边先啥包？妈讲给他骗里面喏。我碰到不是一个，对下太个啦，你那乱不乱？阿边西的边家你那地上比我们骗的。你用妈阿妈不是一个这种啥干给他，比如压他的，阿妈打起来的，把表情的。爸妈几点了？阿姑多面的。妈几包面？路里没来乌，俺把俺决定搞过他路多的了不？没嘛，我那里见他们瓜把骗你呀喽。阿妈没包要家耶，这嘛要隔离哟，你们讲我骗你啊，隔离来你呢要家耶。没嘛，那讲的了，隔离要家听没喏，打啦。没嘛，你喏，隔离皮错的来没？瓜小看哪呗，买不呢你呀喽呗，俺娘啦别那看呀嘛喽。要家谁嘛要的啦，这嘛你们讲路多，隔离的古听别包。没弄啊你啦，俺你说你为啥来路啊没你啊？俺的哪边子哦别嘛来家的，给你这味道少了。多，
မင်းတို့ကလည်းစူးညံဖို့ကနာပဲကွာငါမမေကလှုပ်သွားရအောင်ပါဟာတော်မင်းတို့ပြင်ထွက်နေငါအိတ်လိုက်အောင်မယ်ကျမလည်းထိတ်နေတာပဲတော့နေမကောင်းရဲ့ကြီးနေမေတာเจ้าမှာစင်တရခဲ့တယ်အဲ့ဒါတားလေးလက်မှတ်လေးထိုးပေးအောင်မေ အော်အေးမအားသေးဘူးလုံးနဲ့ထားလိုက်ပြီးထိုးပေးမယ် မေတမီเจ้าမှာစင်ငါရလို့လေအဲ့ဒါ report ကလေးလက်မှတ်ထိုးပေးပါအောင်မေ သမီးလေးစင်900ရတယ်ဟဲဝမ်းသာလိုက်တာမမေလေးဒီနေ့တနေ့ကုန်အိမ်လုံးလို့တုတ်နေရတယ်အခုမှပဲမောပြေတော့တယ်ငါသမီးလေးရဲ့သမီးတို့မမေအသီးတွေခွဲထားရတော့လိမ်မလိုက်တာမိသမီးလေးရဲ့ ဟုတ်မေ သမီးလေးရောမောပြေလေးစားလိုက်ပါမေ ဆိုလားသမီးတို့ရမေအော်ဟာပြေးအောင်လို့ရမေဟိုအသီးလေးလေးစားလဲစားခြင်းနဲ့တားလေးလေးနည်းနည်းကျွေးပါအောင်မေ တာစားခြင်းနောက်နေ့မှကျွေးမယ်အသီးကနဲနေလို့နော်တာနော်မေကလည်းမမကြတော့ကျွေးတာတားလဲစားခြင်းတာပေါ့အဲ့ဒါ အော်မမကျောင်းကနေပြန်လာတာမောနေတာလေအသီးကလည်းနဲနေလို့ပါနောက်နေ့ကျတားကိုကျွေးမယ်မမကိုပဲကျွေးလိုက်မယ်နော်တာနော်တသိန်းလောက်ကျွေးအောင်နော်မေတန်းလဲကြီးပြီးစားရလည်းအများကြီးလောက်ရတာသူ့မှာစားလဲစူးစားရတယ်လေတားရဲ့နော်အဲကြောင့်မမကိုမေကဦးစားပေးပြီးကျွေးတာအခုဆိုလို့ရှိရင်မင်းမမဆိုအစ်စ်9000ရလာလားငါသားရဲ့ အော်ဟုတ်ကဲ့မေဟုတ်မမကြီးတားကိုခေါ်တယ်ဆိုလို့ အေးလာခဲ့ မမကြီးတားကိုဘာခိုင်းမလို့ခေါ်ရလဲ သမီးရေ ရှင်းမယ် အဲ့အနောက်ကမှတင်ထားတဲ့တောင်းပေါ်တင်ထားတဲ့ဖုန်းဟာဝဲဖုန်းလေးပြန်တန်း မေဟောင်း အေးကြော့3000နဲ့ဟဲ့ဝယ်သေးရလဲနေပြင်ပြီးသုံးလိုက်တော့ တားကိုပေးရလားပြောလိုက်တာမမကြီးရဲ့တားလည်းဖုန်းကင်ရင်းနေတာကြားလာပြီအဲ့ဆိုတားဒါပြင်းကင်ရမှာပေါ့နော်မမကြီးတားတငယ်ချင်းနေနဲ့လည်းဖုန်းပြောလို့ရပြီအမေညာဘက်တရားပွေလေးလည်းတရားနာလို့ရပြီဟုတ်အဲ့ဆိုတာပြင်းတိုင်းသွားပြီးသွားပြင်လိုက်အောင်မယ်လေတားမမကြီးခိုင်းတယ်မရှိလို့ရှင် တော်မမကြီးဟုတ်မမကြီးတာပြင်ဆိုင်ရပြန်ခဲ့ပြီခုပဲပြန်လာခဲ့တာမမကြီးပေးတဲ့ဖုန်းကလေ9000 8000လောက်ကြာမှာတဲ့မမကြီးအာတာပြင်းမကိုင်းတော့ပါဘူးမမကြီးอ่ะမမကြီးစီအကြောင်းပြန်လာပေးတာ 9000 8000မင်းကမယူတော့ဘူးပေါ့ယူလဲပေးတတ်နိုင်ဘူးငါလဲကြိုင်ပါစီဆိုပြီးစေတနာနဲ့ပေးတာပဲယူတော့လည်းမတတ်နိုင်တော့ အော်ဟုတ်ကဲ့မမကြီးအဲ့ဆိုတာပြန်လာဦးမယ်လေအမေကိုကူလုံးအောင်မှာမို့လို့တာပြန်လာဦးမယ်နော်မမကြီးဘာကိစ္စတော့ကိုပုံစံလေးကိုပြန်ကြည့်အောင်ကြည့်လိုက်လို့ရှိရင်အမြဲတမ်းစုပ်ပြက်ပြီးသပင်းစုပ်ဖွားနေနေလို့လာလိုက်လို့ရှိရင်ဘာကိစ္စတော့ပြော အော်ဟုတ်ကဲ့မမကြီးတာခဏဝင်ခဲ့မယ်နော်မမကြီးဟုတ်ကဲ့မမကြီးတာထိုင်မယ်နော်မမကြီးမမကြီးအမေကစမ်းနှလုံးလောက်ရှိခိုင်းလိုက်လို့မမကြီးစီကိုလေ ချီးခိုင်းတဲ့ဆိုစကားအောင်ပြောတယ်အမြဲတမ်းတောင်းနေရပဲငါပဲပေးနေရတာလေနင်တို့အိမ်နဲ့ငါဘလောက်ပဲပေးနင်တို့လဲတော့အလုပ်လဲလုပ်ကြအောင်အကြီးတွေကလည်းဟွာတယ်ဘာလုပ်နေကြအောင်လုပ်မလုပ်ပဲနဲ့ပြောလိုက်ချင်တော့နောက်မှစားလာတဲ့ပကံတွေတော့ဆေးလိုက်အောင် ဟုတ်ကဲ့မမကြီး အိမ်ထဲမှာရေရှိတိုင်းမျိုးတစ်ခါလေးပြည့်ခဲ့ ဟုတ်မမကြီးဟုတ်ဖြည့်လိုက်ပါမယ်ကျွန်တော် ဟဲ့ဟိုကောင်ပြည့်တဲ့တာစေကွဲရှာကုန်ဝဲ ဟုတ်ကဲ့မမကြီး ကြရစီအောင်ဆေးဝဲ ဟုတ်ကဲ့ပါမမကြီးမမကြီးဒါအကုန်လုပ်ခဲ့ပြီဗျာပကံကြီးလည်းဆေးခဲ့ပြီအင်္ဂါကြီးလည်းဆွဲချခဲ့ပြီမမကြီး သမီးရေသမီးမဆန်လုံးထည့်ပေးစမ်းဟဲ့ ဟောင်းမေစနှလုံးရော နှလုံးလာတာ ဟုတ် ရော့လက်ထင်ကြလို့ရှိရင်လာခဲ့မြခိုင်းနေရှိသေးရဲ့ကြားလား ဟုတ်ကဲ့မမကြီးတားလာခဲ့မယ်အဲ့တော့ဒါကိုသွားဝင်ပြောမှာမမကြီးတားသွားအောင်မယ် အေးတော့တက်တက်မမတော့ဆန်လုံးကြီးလည်းပြုတ်ကြလို့ပြန်လာမတော့နော်ဟိုက ဟုတ်ကဲ့ပါမမကြီး